ဒေါက်တာကတော့ aesthetic and nutrition ဒေါက်တာတွေ့ပါဒေါက်တာတို့အသက်40ကျော် celebrity တွေကအခုချိန်ထိဘာလို့နှုတ်ပြလှပနေသေးလဲဆိုတဲ့အကြောင်းရင်းကတော့ genetic sound တစ်ခုတည်းမဖြစ်နိုင်ဘူးပေါ့နော်သူတို့တွေကအရင်20ကျော်မှာတည်းကစပြီးတော့ထိမ့်သိမ်းလာခဲ့ကြတယ်ပြီးလို့ရှိရင်လည်းပြုပြင်ဖို့အတွက်ကိုအဲ့မှာတည်းကစပြီးတော့ထိမ့်သိမ်းတဲ့လုပ်ငန်းတွေစခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါအရင်အရေးကြီးပါတယ်အဲ့တော့အခုအသက်40ကျော်မှာအရင်တော့မထိမ့်သိမ်းခဲ့ဘူးဆိုလဲအခုကနေစပြီးတော့စပြီးထိမ့်သိမ်းလို့ရရပေါ့နော်ဆိုတော့ဘယ်လို treatment တွေလုပ်လို့ရလဲဆိုလို့ရှိရင်တော့အသက်40ကျော်မှာအဓိကပြဿနာဘာလဲဆိုတော့အရင်ရှာရမှာဖြစ်ပါတယ်ပြဿနာကတော့အဓိကက collagen synthesis တွေကကျလာတဲ့အတွက် collagen တွေလျော့လာမယ်ပြီးသွားရင်ဒီမျက်နှာမှာရှိတဲ့ဒီ fat pads တွေကနေရာတွေရွေ့ရှာလာတဲ့အတွက်ဒီလိုအောက်ကျလာတဲ့အတွက်ဒီနေရာတွေမှာမျက်တွင်းချိုင်တာတွေဖြစ်လာမယ် volume loss တွေဖြစ်လာမယ်ပြီးတော့ skin sagging တွေကဖြစ်လာမယ် elasticity တွေလျော့လာမယ်ပေါ့နော်ဆိုတော့ဒါကမျက်နှာပေါ့ပြီးသွားလို့ရှိရင်တချို့ဆိုလဲဒီ level တွေလက်ဖမိုးတွေကအစားအရေပြားတွေတွန့်လာတာတွေlevel မှာအရေကြောင်းတွေပုံမြင်ရတာရှိလာတယ်ပေါ့နော်ဆိုတော့ဒီပြဿနာတွေကိုဒေါက်တာတို့ဘယ်လိုဖြေရှင်းကြမလဲပထမဆုံးအနေနဲ့ကဒီ collagen synthesis ကကျသွားတဲ့ဟာကအဓိကပြဿနာတစ်ခုပေါ့နော်ဆိုတဲ့အတွက်ဒီ collagen တွေကိုပြန်ပြီးတော့ rebuild လုပ်ကြမယ် rebuild ကိုဘယ်လိုနည်းနဲ့လုပ်ကြမလဲဆိုတော့ collagen biostimulator တွေထိုးတာတို့ high food တွေultraviolet နဲ့ဒီ ultrasound wave နဲ့တွားပြီးတော့ဒီ lifting လုပ်တဲ့ဟာတွေ tightening လုပ်တဲ့ဟာတွေနဲ့ဒီ skin tightening နဲ့ lifting တွေကိုပြန်လုပ်ဖို့အဓိကလိုရဲပေါ့နော်ပြီးသွားရင်ဒီတွဲကျနေတဲ့ skin တွေကိုလည်းနောက်ဒီဆက်တွေနဲ့အပြင်ကိုဒီကြိုးထိုးတာတွေတခြားနီးလန်းတွေပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့ဒီ collagen ပို့ပြီးတော့ထုတ်လွှတ်မှုအားကောင်းအောင်လို့ပြန်ပြီးတော့ပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ botox ပါဘာလို့ botox လို့ပြောလဲဆိုလို့ရှင်ဒီအရေးအကြောင်းတွေကဒီ30လောက်မှာစပြီး fine lines တွေဖြစ်လာတဲ့ဟာကဒီအသက်40ကျော်တဲ့အခါမှာပို့ပြီးတော့တိတာတယ်ပိုထင်ရှားပြီးကြီးတဲ့ deep lines တွေဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ deep lines တွေကိုကုသဖို့အတွက်ဆိုရင်တော့ botox ကအကောင်းဆုံးပဲဖြစ်တယ်အရင်တော့ဆိုရင်တော့ဒေါက်တာတို့30လောက်ဆိုလို့ရှိရင်ဒီနှစ်ဖူးလေးတွေcrowd face လေးတွေအရင်ဆုံးစမြင်လာရတယ်ပေါ့ဒါပေမဲ့လည်းဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီမျက်လုံးတစ်ဝိုက်ကတော့တော်တော်ကြီးကိုပို့ပြီးတော့ထင်ထင်ရှားရှားသိလာကြရတယ်နှစ်ဖူး line တွေဆိုလည်းပို့ပြီး deep ဖြစ်လာတယ်ပြီးရင်ဒေါက်တာမျက်မှောင်ကျုံတဲ့အတွက်ဒီ color မှာ line တွေဖြစ်တယ်ပေါ့နော်11 lines ဖြစ်တယ်ဆိုတော့ဒီဟာတွေကပို့ပြီးတော့သိတာလာတယ်နောက်ပြီးသွားလို့ရှိရင် volume loss ပေါ့နော် volume loss တွေကဘယ်နေရာတွေမှာအဓိကဖြစ်လဲဆိုရင်ဒီ mid face တွေနှထင်တွေပါးတွေကချိုင်လာတယ်ပြီးသွားလို့ရှိရင်နှာခမ်းတွေတစ်ဝိုက်ကလည်းနှာခမ်းဆိုလည်း volume loss တွေဖြစ်လာတယ်နှာခမ်းတစ်ဝိုက်မှာအရေးကြောင်းလေးနဲ့အတွန့်လေးပုံများလာတယ်ပေါ့ဆိုတော့ဒေါက်တာတို့က20 30ကျော်30နဲ့40ကြားမှာဆိုလို့ရှိရင်ဒီ mid face ဒီနားလေး cheek bones လေးတွေကိုပြန်ဖြည့်ကြတယ်ဒါပေမဲ့40ကျော်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ဒီနှထင်တွေဖြည့်ဖို့လိုလာပြီးပါးချိုင်နာတွေဖြည့်ဖို့လိုလာတယ်ဒီအဓိကအပြင် smile line ကြတဲ့နေရာတွေဖြည့်ဖို့လိုလာတယ်ပေါ့နော်ဆိုတော့ဒီ volume loss တွေကိုဒီပြန်ပြီးတော့ဒီလိုပင့်တင်လိုက်တော့မှပဲဒီ structure တွေမှာ volume တွေကိုလိုအပ်တဲ့နေရာတွေပြည့်မီသွားတော့မှပြန်ပြီးတော့နှုတ်ပြိုတဲ့အသွင်ကိုရရှိမှာပေါ့နော်ဆိုတော့ခုနပြောခဲ့တဲ့နှာခမ်းပေါ့နှာခမ်းဆိုလို့ရှိရင်လည်းဒီတွန့်နာတွေကများလာတဲ့အချိန်မှာ overfill လုပ်တာမျိုးမဟုတ်ဘဲနဲ့နှာခမ်းကိုယ့်ရဲ့ငကိုရှိပြီးသားပုံစံအောင်ပဲဒီအတွန့်တွေလျော့သွားအောင်volume တွေပြန်ဖြည့်ပေးမယ် hydration တွေပြန်ထည့်ပေးမယ်ပေါ့နော်နှာခမ်းတွေဆိုလို့ရှိရင်လည်း define ပြန်ဖြစ်အောင်လုပ်ပေးခြင်းအပြင်ပြန်ပြီးတော့ငယ်ရွယ်တဲ့ဟာကိုက 40s ရောက်နေပေမဲ့လည်း30s လောက်ဖြစ်အောင်လို့ပြန်ပြီးတော့နှုတ်ပြရဲပုံရစေရပေါ့နော်နောက်ထပ်တစ်ခုကတော့filler ပေါ့နော် filler ကတော့ဒေါက်တာကပြောခဲ့တဲ့ဒီနှထင်တွေပါးတွေ smile line တွေဆိုလို့ရှိရင် filler တွေဖြစ်မယ်တချို့ဆိုလည်းဒီ jaw line တွေပေါ့ဘာလို့ဆိုတော့ jaw line တွေက second အရာကhigh food တွေ ultraviolet နဲ့ lift လုပ်ထားမယ်ဒါပေမဲ့ jaw line တွေကအရင်လောက် sharp မဖြစ်တော့ဘူး define မဖြစ်တော့ဘူးဆိုလို့ရှိရင်ဒေါက်တာတို့ကဒီ jaw line တွေကိုလည်းပေါ့နော်နောက်တစ်ခုကတော့ level နေလုံးဝမမေ့တဲ့နေရာတစ်ခုက level ပေါ့ဘာလို့ဆိုတော့မျက်နှာတွေကအရန်နှုတ်ပြီးတော့ level တစ်ခုတည်းကြံခဲလို့ရှိရင်လည်းပို့ပြီးတော့အိုမင်းတဲ့ပုံစံဖြစ်စေရပေါ့နော်ဆိုတော့ဒေါက်တာတို့ကဒီ level ကိုလည်းထည့်သွင်းပြီးတော့ treat လုပ်ရမယ့်နေရာထဲမှာပါတယ်ဒီ level အတွက်ဆိုလို့ရှိရင်တော့ဒေါက်တာတို့ဒီ biostimulator တချို့ဆိုလည်းထိုးရဲတချို့ကျတော့ thread တွေလုပ်တယ်နောက်ဒီ